ကျွန်တော်ဆိုထားမှာဒီနေ့နိုင်ငံတော်တော်များများနိုင်ငံကြီးရဲ့ထိုးစစ်နိုင်ငံကြီးရဲ့ပေါ့နော်ဒါပေမဲ့နိုင်ငံအလယ်လည်းတော်တော်များများလည်းသူတို့ရဲ့ကြီးမှန်းချက်ကအဓိကသူများတွေကိုနိုင်ဖို့ပဲနိုင်ငံရေးသမားကြီးမှန်းချက်ကသူများတွေနိုင်ဖို့ဆိုတော့ကိုယ့်ရဲ့ဩဇာပါဝါကြီးလာဖို့အဲ့တော့ကျွန်တော်တို့ဒီမှာ note state ထုတ်ထားတယ် note state ခံပြီးပြတာအဲ့တော့ပါဝါကြီးလာဖို့ကကိုယ့်ရဲ့အာဏာပါဝါကြီးလာဖို့သူများနိုင်ငံတွေပေါ့အာဏာကြီးလာဖို့ဘယ်လိုနီးနဲ့ကတိုက်ရမှုအကြီးဆုံးလဲပေါ့နော်ဘယ်ကအထူးကျေးဇူးအများဆုံးလဲဆိုတော့ Professor Joseph Nye ရဲ့ဒီ soft power ဆိုတဲ့စာအုပ်စာတမ်းအဓိကမြင်ညာပြီးပြောထားတာပါဗျအဲ့တော့အဓိကတော့ power မှာ၃မျိုးရှိရအောင် hard power ရယ် soft power ရယ်ကျွန်တော်ဒီနေ့အဓိကပြောချင်တယ် smart power ရယ်အဲ့တော့အရင်ဆုံးစသချင်း hard power သွားလိုက်အောင် hard power တော့ရှင်းတယ် hard power ရှင်းတယ်ဆိုတော့တော့လမ်းလာကိုစစ်တိုင်တိုင်ပဲလမ်းနဲ့စစ်တိုက်ပြီးတော့သူ့လိုချင်တာရအောင်ယူလိုက်မယ်။ဒါမှမဟုတ်လို့ရှိရင်စီးပွားရေးအင်အားပေါ့နော်စီးပွားရေးပိတ်ဆို့လိုက်မယ်။ဒီလိုမှပြောတာနားမထောင်ရင်စီးပွားရေးပိတ်ဆို့လိုက်မယ်ဝဲပေါအောင်လုပ်လိုက်မယ်ပေါ့။အဲ့ဒါရှင်းတယ်။ကောင်းတဲ့အချက်ကကြတော့သူ့လိုချင်တဲ့အောက်ကင်သူ့လိုချင်တဲ့ဒီရလက်ကိုသူကချက်ချင်းသူတို့လိုချင်တဲ့အချိန်တွင်းမှာရအောင်ယူလို့ရတယ်နော်။ဒါမကောင်းတာကပြန်စဉ်းစားကြည့်လို့ရှိရင်ကျွန်တော်ဒီ2001တော့2003တော့မှာအာဖဂန်စစ်ပွဲတို့အီရတ်စစ်ပွဲတို့အမေရိကန်ရောက်ခဲ့ရတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူတို့လိုချင်တဲ့ဒီသူတို့မကြိုက်တဲ့အစိုးရကိုဖြုတ်ချလိုက်တယ်သူတို့လိုချင်တဲ့အစိုးရကိုတင်လိုက်တယ်ဆိုပေမဲ့သူတို့ထင်တယ်လို့အကျိုးကျေးဇူးတိတ်များများစားမရအောင်သူတို့လိုချင်တဲ့ရလက်ကိုအချိန်ကြာကြီးသူတို့မထိန်ထားနိုင်ဘူးပြီးလို့ရှိရင်နောက်ဆုံးတစ်ခုကနောက်ဆုံးတစ်ခုတော့မဟုတ်ဘူးเนาะအရေးကြီးဆုံးအသိသာဆုံးတစ်ခုကသူတို့လူဆိုးဖြစ်သွားတယ်။နော်သူတို့လူဆိုးကြီးဖြစ်သွားတယ်။ပြီးလို့ရှိရင်ပတ်စံအရှမ်းကုန်တယ်။ပြီးလို့ရှိရင်သူတို့လူတွေလည်းသိတယ်။အဲ့ဒါ hot power ကြီးကအကောင်းဆုံးတော့မဟုတ်ဘူး။ပြီးလို့ရှိရင်ဒီလိုစစ်တိုက်တာမဟုတ်ဘူး။စစ်တိုက်တာမဟုတ်ဘဲနဲ့ဒီစီးပွားရေးပိတ်ဆို့တဲ့ဟာကိုပဲစဉ်းစားကြည့်။သူတို့ဘေးမှာရှိတဲ့ Cuba နိုင်ငံပေါ့။ Cuba နိုင်ငံကဒီစီးပွားရေးပိတ်ဆို့တဲ့ဟာနဲ့လောက်လာနှစ်60ကျော်ပြီ။အဲ့မဲ့ Cuba ဒီနေ့အထိဒီတပါတီစနစ်ဖြစ်နေတော့မယ်။အဲ့တော့ hot power ကကောင်းတဲ့အချက်တွေရှိပေမဲ့ဒီဘက်ကအထူးသဖြင့်လို့လူစားဆန်လာတဲ့ခေတ်မှာလူဆိုးဖြစ်လာတဲ့ရေရှည်မခံဘူးအကုန်ကြအရှမ်းများတယ်ဆိုတော့အကောင်းဆုံးမဟုတ်တာကျင်းသေးတယ်အဲ့တော့ကျွန်တော်တို့ soft power ကိုစဉ်းစားကြည့်အောင် soft power ကကြတော့သူကဘယ်လိုမျိုးလဲဆိုတော့ခုနလိုမျိုးစစ်တိုက်လိုက်တာမျိုးတို့ဒါမှမဟုတ်လို့ရှိရင်စီးပွားရေးပိတ်ဆို့လိုက်ပြီးတော့လူမိုက်မီးနဲ့ကိုယ့်ရဲ့အင်အားကိုသုံးပြီးတော့ကိုလိုချင်တာယူတာမဟုတ်ဘဲနဲ့အဲ့ကိုဩဇာတက်ရောက်ခြင်းနဲ့လူတို့ဒါမှမဟုတ်နိုင်ငံဒါမှမဟုတ်အစိုးရကိုဆွဲဆောင်နေတဲ့တစ်ခုခုနဲ့ဆွဲဆောင်ပြီးတော့သူ့အလိုလိုအဲ့လူတွေကအလိုလိုကိုလိုချင်တဲ့ဟာမျိုးဖြစ်လာအောင်လုပ်တာအဲ့တော့အရှမ်းရှင်းတယ် soft power မှာအရင်ရှင်းတာတစ်ခုကတာမန်လူတွေတခြားလူတွေမလုံနိုင်တဲ့တခြားလူတွေမှာမရှိရဲ့ talent အရေးအသွေးသူစီမှာရှိရတယ်ဟုတ်မှာ American soft power အရှမ်းသုံးတယ်အဲ့ပြန်စဉ်းစားကြည့်အောင် American soft power အရင်သုံးတယ်ဆိုတာ example ကိုစဉ်းစားကြည့်အောင်သူသုံးတဲ့ soft power အဲ့တော့ကျွန်တော်တို့အားလုံးလူတိုင်းလိုနဲ့ရင်းနှီးနေတဲ့လူတိုင်းလိုတက်ရောက်မှုခံရတဲ့ American soft power က Hollywood movies တွေပဲရုပ်ရှင်တွေပဲ Hollywood ရုပ်ရှင်တွေလူတိုင်း Hollywood ကကြည့်ရင်အဲ့ဆိုရင်လည်းအဲ့ Hollywood movie ရတကယ်တော့ဒီ American အစိုးရပဲဖြစ်ဖြစ် American လူတွေရဲ့လူမှုတန်ဖိုးတွေလူမှုဒီကာရှာပေါ့နော်ဒလေးစရိုက်တွေကိုအမြဲတမ်းမြင့်တင်ပေးရဆိုတော့အများအမြင်မှာသူတို့လူကောင်းဖြစ်ရမယ်စံပြအနေနဲ့ဖြစ်အောင် promote လုပ်ပေးရမြင့်တင်ပေးရဥပမာ Saving Private Ryan တို့ Hot Locker တို့စစ်ကားတွေလေအဲ Oscar ရတယ်အကောင်းဆုံးကဲအကောင်းဆုံး Best Picture ရတာပဲကျွန်တော်အဲ့ကားတွေမကောင်းလို့ပြောတာမဟုတ်ဘူးเนาะ Saving Private Ryan ကတော့အရှမ်းကောင်းတယ်ဒါပေမဲ့ anyway စဉ်းစားစရာတစ်ချက်ပေါ့ပြီးလို့ရှိရင် American ကိုပဲမဟုတ်ဘဲနဲ့ရှားနိုင်ငံကိုစဉ်းစားကြည့်အောင်တောင်ကိုရီးယားမြောက်ကိုရီးယားအစိုးရက K-pop တွေကိုအရန်အားပေးတယ် K-pop တွေကိုသူတို့အနည်းအမျိုးနဲ့အားပေးတယ်ပတ်စံ funding ပတ်စံပေးပတ်စံထောက်ပံ့တာပဲဖြစ်ဖြစ်အမှ infrastructure အဆောက်အအုံတွေထောက်ပံ့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အဲ့ K-pop တွေတခြားနိုင်ငံတွေကိုပြန်ထန်ဖို့အားကောင်းအောင်ပဲဖြစ်ဖြစ်မျိုးစုံနဲ့ K-pop တွေသူထောက်ပံ့ပေးတယ်အဲ့စဉ်းစားကြည့်အဲ့ဒါတကယ် soft power ကြီးနောက်တောင်ကိုရီးယား
ရဲ့အချင်းချောက်ဆုံးရင်သူကမြောက်ကိုရီးယားပဲနော်အဲ့တော့ထားပါတော့တစ်ချိန်မှာတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားစစ်ဖြစ်တယ်ဆိုရင်သူတို့ကတခြားဘေးဘက်နိုင်ငံပဲဖြစ်တခြားဘေးကမဟာမိတ်နိုင်ငံတွေအကူအညီတောင်းတယ်ပဲထားပါတော့အဲ့မဟာမိတ်နိုင်ငံတွေကသူ့ကိုကူညီခြင်းတယ်မဟာမိတ်နိုင်ငံတွေရဲ့အစိုးရတွေကသူ့ကိုကူညီခြင်းတယ်ဆိုရင်တောင်မှအဲ့ဒီအစိုးရတွေရဲ့ပြည်သူကသဘောတူအောင်ပါအထူးသဖြင့်ရှေ့ရှေ့မှာပြည်သူသဘောမတူရင်ရှေ့ရှေ့မှာသူတို့ကသူများကိုအကူအညီအကြိုက်ပေးလို့မရဘူးပေးလို့မလိုရဘူးပေါ့နော်အဲ့တော့ခုနသူ့ကိုအကူအညီပေးခြင်းတဲ့အစိုးရရဲ့ပြည်သူကဒီ Blackpink တို့ BTS တို့ရှိရဲ့တောင်ကိုရီးယားကိုအားပေးမလားကင်ဂျောင်အင်တို့မြောက်ကိုရီးယားကိုအားပေးမလားအရင်ရှင်းတယ်နော်အဲ့တော့ K-pop ဆိုတဲ့က South Korea ရဲ့တောင်ကိုရီးယားရဲ့ soft power တွေကအကြီးတစ်ခုပဲနော်တရုတ် China ဆိုတဲ့ soft power ကိုလုံနေတဲ့နိုင်ငံတွေမှာပါတာပဲဟိုမှာ Confucius Institute တွေဆိုလို့ရှိရင်အနောက်နိုင်ငံမှာအများကြီးရှိတယ် UK မှာလည်းရှိတယ်နော်အဲဆိုလို့ရှိရင်ဒီတရုတ်လူမျိုးတွေရဲ့ language တွေတရုတ်လူမျိုးတွေရဲ့ဒလေးစရာရှင်ကျေးမှုတွေကို promote မြင့်တင်ပေးရလူကြိုက်များလာအောင်တရုတ်တွေကရှင်ကျေးတဲ့အဖွဲ့အစည်းဆိုတဲ့ပုံစံမျိုးပြတ်သွားတာလုပ်တာပဲနော်ပြီးရင်ပညာရေးအနေနဲ့ဒါကြောင့်အနောက်နိုင်ငံမှာပြန်ရောက်သွားပြီပညာရေးအနေနဲ့စဉ်းစားကြည့်ရင်ကျွန်တော်တို့ scholarship တွေပေးတယ် scholarship တွေပေးရင် Fulbright တို့ Chevening တို့လည်းပေါ့နော်အဲ့ဒါရဆိုလို့ရှိရင်နိုင်ငံအသီးသီးကအဓိကသိ scholarship ဆိုတာတည်တယ်မသိမတိုးတတ်တဲ့မချမ်းသာတဲ့နိုင်ငံတွေကရှောက်တယ်တော်တဲ့သူတွေရှောက်ပြီးရသွားရင်အဲ့ဒီ scholarship တွေကဒါအမှန်တော့အဲ့ဒီလူတွေအတွက်လည်းအရင်ကောင်းတယ်မတိုးတတ်တဲ့နိုင်ငံတွေအတွက်လည်းဒါအထောက်အကူအရင်ပြုတယ်ဆိုပေမဲ့အဲ့ဒီ scholarship မှာလုပ်နေတော့နောက်နိုင်ငံရဲ့တလေးစရာတွေကိုသူတို့ကြိုက်လာမှာပဲနောက်နိုင်ငံရဲ့ယဉ်ကျေးမှုတွေ value တွေတန်ဖိုးစံတန်မုန်းတွေကိုအဲ့လူတွေကောင်းတဲ့ဝင်လာမှာပဲတော်မကောင်းတဲ့လည်းကတော့မဟုတ်ဘူးအဲ့တော့အဲ့ဒီ scholarship တွေပညာရေးရတယ်ဒါ one of the soft power တက်ရောက်မှုပဲနော်ပြီးလို့ရှိရင်ပညာရေးဆိုတော့တခါလေးပြောရမယ်ဆိုရင်အရှမ်းနာမည်ကြီးရဲ့တက္ကသိုလ်ပေါ့ Harvard ဆိုလို့ရှိရင်ဒီတခြားနိုင်ငံအသီးသီးကအရန်ချမ်းသာတဲ့လူတွေရဲ့သားသမီးတွေသွားတက်တယ်အရန်တော်တဲ့လူတွေရဲ့သားသမီးတွေသွားတက်တယ်ဆိုတော့ဒီနောက်ပိုင်း generation တွေအနေနဲ့ပြန်စဉ်းစားကြည့်ရင်အဲ့ဒီအတိုင်းအဝိုင်း NG society အကြီးအကဲလူတွေကဒီစနစ်ကိုဒီ western စနစ်ကိုကြိုက်လာမှာပေါ့လူရဲ့ပင်ကိုအနေထားဟိုက society တစ်ခုမှာကြာနေလိုက်ပြီဆိုရင်အနေနဲ့အများတော့ကြိုက်သွားတာပဲတော်တော်များများပါပေါ့လေအားလုံးတော့မဟုတ်ပေါ့ပြီးရင်နောက်တစ်ခုကကျတော့အကူအညီဆိုတော့ US8 တွေပြန်စဉ်းစားကြည့်အောင် US8 တွေဆိုတဲ့လိုပဲဒီ US ကသူနဲ့ဝေးရတဲ့နိုင်ငံတွေမတိုးတက်တဲ့နိုင်ငံတွေပဲဖြစ်ဖြစ်ဒုက္ခရောက်နေတဲ့နိုင်ငံတွေစီးပွားရေးမဖွံ့ဖြိုးတဲ့နိုင်ငံတွေအစာရေစာပြဿနာတက်တဲ့နိုင်ငံတွေဒါမှမဟုတ် conflict စစ်ပွဲဖြစ်နေတဲ့နေရာတွေမှာ US8 တွေလွှတ်ထားတယ်ဆိုတော့အမှန်တော့အဲ့ဒီဒေသတွေအတွက်လည်းကောင်းချိုးရှိတယ် obviously ဒါပေမဲ့ US အတွက်လည်းသူလိုချင်တဲ့ soft power တက်ရောက်မှုဩဇာတက်ရောက်မှုရှိလို့ရှိတယ်နော် soft power ပြောမယ်ဆိုရင်ကျွန်တော်မြန်မာလူမျိုးအနေနဲ့ဆိုလို့ရှိရင် soft power ကျွန်တော်မြန်မာတဲမှာဆိုရင်အကြီးရှိတာတော့အောင်ဆန်းစုကြည်ပေါ့အထူးသဖြင့်ဒီရခိုင်ရေးမတိုင်ခင်ဆိုအရန်ကြီးရဲ့ soft power ဩဇာအရန်ကြီးရဲ့ soft power အရန်ကြီးကျွန်တော်တို့ရဲ့ဒီလူမျိုးလူထုမြန်မာတွေမဟုတ်ဘူးဒေသတွင်အာဆီယံပဲဖြစ်ဖြစ်အာရှပဲဖြစ်ဖြစ်ဥရောပပဲဖြစ်ဖြစ်ဘယ်အနောက်နိုင်ငံဖြစ်ဖြစ်သူရဲ့ soft power အရန်ကြီးရမယ်နော်ဒါ Isabel ပြောတာပေါ့ပြီးလို့ရှိရင်တော့ UK ကိုစဉ်းစားကြည့် UK ဆိုရင် soft power အရန်ကြီးတာကသူတို့စီက royals တွေတော်ဝင်မိသားစုနော်တော်ဝင်မိသားစုတွေကြီးလိုက်လို့ရှိရင်အဲ့ဒါနဲ့ဆိုတော့ promote လုပ်တာအင်္ဂလန်ပေါ့လေသူတို့ရဲ့ရှင်ချင်းမှုစင်တန်ဘယ်လောက်မြင့်မာတယ်ဆိုတာမျိုးကို promote လုပ်နိုင်တယ်အဲ့တော်ဝင်မိသားစုတွေလည်းကောင်းတာကြီးတော့လုပ်နေရမယ်လေနော်ဒီဟိုလူမှုရေးအကူအညီပိုင်းသူတို့လည်းအများကြီးလုပ်နေရမယ်ဒါပေမဲ့ soft power ရဲ့ပြဿနာက soft power ရဲ့ပြဿနာလူတိုင်းသုံးလို့မရဘူးခုန soft power ရှိဖို့အတွက်ကိုယ့်စီမှာသူများစီမှာမရှိတဲ့အရှိတွေ talent တခုရှိမှရမှာခုနပြောသလို Hollywood movie လိုမျိုးသူရိုက်တဲ့ကားကြီးအရန်စုံနေရဆိုလို့ရှိရင်သူမှမကြည့်တော့ soft power တက်ရောက်ဖို့နေသလားနော် university ဆိုတော့ဒါအရန်ကောင်းတဲ့ university ဖြစ်အောင်အရန်လုပ်ထားဖို့လိုတာပဲနော်အမှုပညာအရေးသွေးဆိုလည်းမြင့်နေမှာရမှာနော်အဲ့တော့သူရဲ့ပြဿနာနောက်တစ်ခုက government က soft power ရှိတဲ့အဖွဲ့အစည်းကိုပြန်ထိန်းချုပ်လို့မရအောင် even သူတို့ government နော်ဥပမာတ
အခုဖြစ်နေတဲ့ပြဿနာ Trump ပြဿနာ Trump Harvard ကိုသူလိုချင်တဲ့ဟာတွေဒါတွေလုပ်ပေးပါဆိုပြီးပြောတယ်ပြောတော့ Harvard ကသူတို့မူနဲ့ကွဲတယ်သူတို့မကြိုက်တာသူတို့မူနဲ့ကွဲတယ်သူတို့လွတ်လပ်ခွင့်ကိုထိပါတယ်ဆိုရင်မလုပ်ဘူးပေါ့အဲ့ဒါဆိုရင်ကျွန်တော် Trump ကလည်းဘာမှတော့သိမလုပ်နိုင်ဘူးညစ်တွန်းလာတော့ပဲသူလုပ်နိုင်တယ်သူညစ်တွန်းတော့တွန်းတယ်အဲ့ဒီ Harvard ကိုသွားမဲ့ပတ်စံ funding တွေပေါ့နော်2.2 billion American dollar တစ်သက်သမတန်း2000ကျော်ဆိုတာနဲရမှာပေါ့အဲ့ဒါမျိုးသူပိတ်ဆို့ထားတယ်မသွားလို့မရအောင်လုပ်ထားတယ်ညစ်တွန်းတော့နောက် soft power ရဲ့ပြဿနာကြီးအဲ့ဒါမျိုးတွေတော့ရှိတယ်ကောင်းတဲ့အချက်တွေကတော့ကြာရှည်ခံတယ် soft power တကယ်တက်ရောက်မှုရှိသွားပြီဆိုရင်ကိုတက်ရောက်အဲ့ soft power တက်ရောက်ထားတဲ့ society က idea ပါပြောင်းသွားတာအဲ့ဟာကြာရှည်ခံတယ်နော်အဲ့တော့အဓိကဒီနေ့တကယ်ပြောချင်တာကတော့ခုန soft power ဖြစ်ဖြစ် hard power ပဲဖြစ်ဖြစ်မကောင်းတဲ့အချက်တွေအများကြီးရှိအကုန်ကြများတာတော့ပေါ့နော်ကျွန်တော်ထင်တာဟောဒီ Professor Joseph Nye လို့ဒီပညာရှင်တွေထင်တာဟော smart power ကအကောင်းဆုံးပဲအဲ့ဒါ smart power ဆိုတာကြာတော့ soft power နဲ့ hard power ကိုဉာဏ်သုံးပြီးတော့ intelligent သုံးပြီးတော့အကောင်းဆုံးပေါင်းစပ်ထားတာလည်းသူတို့ definition တွေပေါ့နော်အဲ့တော့ထပ်ပြီးတွေးကြည့်ရတာအဲ့စာရဲမှာပါပါ soft power နဲ့ hard power ဒီတိုင်းပေါင်းရုံနဲ့တော့မဟုတ်ဘူးဗျသူကတိုင်မြင်တဲ့အရင်လိုတယ် soft power ကိုအရှင်လာလိုက်မယ်များသောအားဖြင့်တော့လို့ပဲ soft power အရင်လာလိုက်တယ်ပြီး hard power လိုက်တယ်အဲ့တော့ soft power လာပြီး hard power ကိုဘယ်တော့လောက်မှလိုက်မှာလဲအောင်မြင်လိုက်မှာလားမအောင်မြင်လိုက်မှာလားအားမလို့ရှိရင် soft power နဲ့ hard power အတူတူသွားမှာလား soft power သွားနေတော့ပြီးကန်ဒီလေးမှာ hard power လိုက်ပြီး overlap ဒီကြားမှာတစ်ခုထပ်နေတဲ့အခြေအနေရှိမှာလားအဲ့ soft power တက်ရောက်ဖို့ကလည်းကိုကအဲ့ soft power တက်ရောက်ဖို့လူတွေရဲ့ culture သူတို့ရဲ့ delay စရိုက်တွေသူတို့ကဘာကိုကြိုက်တယ်လဲသူတို့တွေရဲ့အိမ်နီးနားချင်းတွေသူတို့အိမ်နီးနားချင်းတွေရောဘာကိုကြိုက်တယ်ကိုကိုလက်ခံမှာမလားအဲ့ဒါအားလုံးသိချာလေးလာတာမှရမှာအဲ့တော့ smart power သုံးဖို့ကနှစ်ခုလုံးသုံးရတယ် soft power ဟော hard power သုံးရမယ်အပြင်အဲ့ဒီလူတွေရဲ့ delay စရိုက်တွေလည်းသိရမယ်တိုင်ပင်လည်းမှန်ရမယ်ပြီးရင်ဘလောက်အချိုးစားနဲ့သွားမှာလဲဘာနဲ့အရင်စားမှာလဲအဲ့တော့ smart power တိတ်တော့မလွယ်ဘူးအဲ့တော့ example တွေကြည့်ရအောင် example တွေကြည့်မယ်ဆိုရင်အကောင်းဆုံး example ဆိုသိတာသင်ချပါတော့လူများသိရဟာတွေကစိတ်ဝင်စားနေတဲ့ဟာတွေအိုဘားမားပေါ့အိုဘားမားကကျွန်တော်နည်းနည်းလေ့လာကြည့်တဲ့အခါအိုဘားမားတော်တော် smart power သုံးနိုင်စွမ်းရှိရဟုတ်မှာသူကြည့်လိုက်ရင်ပျော့နဲ့ဆိုပင်မဲ့လို့ဒီယီမန်တို့ပါကစ္စတန်တို့မှာသူ drone attacks တွေလုပ်တာလေ drone တွေနဲ့တိုက်တဲ့ဟာကသူရှိရ George W Bush လက်ထက်မှာထက်အစပေါင်းလာပါများတယ်နော်ပါကစ္စတန်မှာဆိုတော့ဒီ war zone ဒီစစ်ပွဲဖြစ်နေတာမဟုတ်ဘဲနဲ့တော့မှ drone attack တွေလုပ်တယ် civilian တွေလည်းထိခိုက်တယ်နော်ဒီပြည်သူလူထုလည်းထိခိုက်တယ်ယီမန်မှာဆိုတော့လောက်ချရပဲဒါမဲ့ तू က soft power နဲ့ balance လုပ်ပြီးသွားတာအဲ့ဒါ soft power နဲ့ balance လုပ်ပြီးသွားရတော့ယီမန်မှာဆိုတော့သူကအကူကြီးပြန်ပေးရဲလူသားချင်းစာနာထောက်ထားတဲ့အကူကြီးအဲ့တော့အိုဘားမား image ရန်ပြတ်မသွားဘူး hard power တော့မြင်မယ်အဲ့တော့ smart power ကျွန်တော်ဘယ်လိုမျိုးယူဆရတယ်ဆိုတော့ဥပမာတင်ချာနည်းရဆိုရင် smart power ကိုပြောနော်တင်ချာနည်းရဆိုရင်1နဲ့ပေါင်းရင်2ဖြစ်တယ်2နဲ့ပေါင်းရင်3ဖြစ်တယ် smart power ကကြတော့2နဲ့ပေါင်းရင်10ဖြစ်သွားမယ်တဘောက soft power ကိုနှစ်ထားလိုက် hard power ကိုနှစ်ထားလိုက်အဲ့ဒါကိုပေါင်းရင်10ဖြစ်သွားနိုင်တယ်ဘာလို့အဲ့ဒီ soft power နဲ့ hard power တယောက်နဲ့တယောက်ပေါင်းလိုက်ရင်ပကတိတန်ဖို့ထပ်တာမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ပြန်ပြီးတော့အကူကြီးပေးနေတော့နှစ်ခုပေါင်းတယ်ဆိုမှအကြီးဖြစ်လာနိုင်တယ်အဲ့ဒါကသုံးတဲ့လူရဲ့ဉာဏ်ပညာပေါ်မူတည်ပြီးတော့အကြီးဖြစ်လာနိုင်တယ်နော်အဲ့တော့ smart power ကပေါ့နော်ခုခေတ်မှာတော့အကောင်းဆုံးပဲဒါပေမဲ့ဖြတ်ခဲတယ်ညံလို့တယ်နော်နောက်တစ်ခုကကျတော့ဒီအိုဘားမားပဲပေါ့နော်အိုဘားမားတရုတ် China ကိုကိုင်တွယ်သွားတဲ့ပုံစံပေါ့အဲ့တော့တရုတ်ကိုသူအကျန်းဒီနဲ့မကင်တယ်လို့လူတွေသိမသိလိုက်လေတကယ်တော့တရုတ်ကိုသူ hot power အကျန်းဒီနဲ့လည်းကင်ခဲ့တယ် pivot to Asia ဆိုတဲ့ဟာကိုသူတို့ပြောတာလေ pivot to Asia ဆိုပြီးတော့အဲ့ဒါအဓိကကတော့ဘာလုပ်တာလဲဆိုတော့တရုတ်ကိုစီးပွားရေးရောနိုင်ငံရေးရော
ပြီးတော့စစ်အင်အားကိုကျေပြန့်မလာအောင်အထူးသဖြင့် contain လုပ်လိုက်တာ isolate လုပ်လိုက်တာဘေးကနေဝိုင်းလိုက်တာထက်ကျေပြန့်မလာအောင်အဲ့ဒီဟာတွေသူဘယ်လိုလုပ်လဲဆိုတော့အဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့ပေါင်းပြီးလုပ်တာပေါ့နော်အဲ့ဒါ soft power ပါနည်းနည်းသုံးပြီးတော့ hard power သုံးပြီးတော့ဥပမာ Australia နဲ့ Philippines ဥပမာတောင်တရုတ်ပင်နဲ့ South China Sea မှာသူ့ရဲ့ America ရဲ့ရေတဲ့အင်အားကိုတိုးချဲ့လိုက်တယ်ပြီးတော့ Philippines ဆို Australia တို့နဲ့ military agreement တွေပေါ့နော်ဒီစစ်ပိုင်းဆိုင်ရာသဘောတူညီချက်တွေသူအများကြီးလုပ်တယ်ဟာပါပဲလုပ်တယ်တစ်ချိန်တည်းမှာပဲအဲ့ China နဲ့လုံးဝမင်းနဲ့လည်းရန်သူပဲဆိုတာမျိုးလည်းဖြစ်မသွားအောင်သူလုပ်တယ်အဲ့ဒါကြာသူလုပ်တဲ့ဟာတွေကဥပမာဒီတရုတ် China Student Exchange တွေပေါ့နော်လုပ်တဲ့ TPP တို့ 100,000 Strong Initiative တို့အဲ့လိုဟာတွေလည်း software တွေလည်းလုပ်တယ်အဲ့တော့ तू ကလုံးဝလူစိုးကြီးဖြစ်မသွားဘူးလူစိုးကြီးဖြစ်မသွားဆိုတော့ तू ကိုယ်တိုင်လည်းအရင်ဖြစ်မသွားဘူးအမေရိကကိုလည်းလူမုံအရှမ်းမများသွားအောင် तू တက်တယ်လို့လုပ်တယ်ဟာပါဝါကြီး3လျံနဲ့ဘာလို့ဟာပါဝါ3ပြီဆိုရင်လူမိုက်ဖြစ်တာပေါ့နော်အဲ့အိုဘားမားရဲ့ smart power ပေါ့နောက်တစ်ခုကကျတော့ဒါစာရဲထဲမှာကျွန်တော်ဖတ်ရတာကိုကိုယ့်အကိုပြောတာကိုထင်တာကိုပြောမှားနေမှာလဲကျွန်တော်မြန်မာနိုင်ငံကို2016လောက်မှာလဲတူတယ်အိုဘားမားကစီးပွားရေးပိတ်ဆို့ထားတဲ့တော်တော်များများကိုသူဖယ်ရှားလိုက်တယ်အဲ့ဒါစဉ်းစားကြည့်ရင်မြန်မာနိုင်ငံရဲ့ဘေးမှာအင်အားအကြီးဆုံးသူအဓိက isolate ကုနာလုပ်နေ contain လုပ်နေတရုတ်ရှိရောနော်ပြီးမြန်မာနိုင်ငံကိုတရုတ်နိုင်ငံတိုက်ရောက်မှုနဲ့တိုက်ရောက်ဖို့နဲ့အမေရိကတိုက်ရောက်ဖို့ဩဇာတိုက်ရောက်ဖို့ကတရုတ်တိုက်ရောက်ဖို့အရင်လွယ်တော့ဘေးမှာကတ်နေရစီးပွားရေးရပဲဖြစ်အဲ့တော့တက်နိုင်တယ်လို့သူလောက်တာကိုကျွန်တော်ပြောတာနော် soft power နဲ့မြန်မာနိုင်ငံပေါ်တရုတ်ဩဇာနေရသူလောက်တော့အဲ့ sanction တွေကိုစီးပွားရေးပိတ်ဆို့တယ်သူဖယ်ရှားလိုက်တယ်2016လောက်မှာဖြစ်ပြန်တယ်အဲ့လိုလောက်တာကျွန်တော်ကတော့လုပ်တယ်လေ soft power လောက်တာပေါ့နော်နောက်တစ်ခုကကြာတော့ Trump smart power ကိုသူ China သူစူးစမ်းကြည့်အောင်ကျွန်တော်မြင်တော့ပြောတာပေါ့ Trump ကသူမတက်ခင်တရားဝင်ပေါ့တရားဝင်ဒီ White House ကိုတရားကျွန်တော်ပြောရတာ Trump ရဲ့ဒုတိယသက်တမ်းပေါ့ပထမသက်တမ်းမဟုတ်နော်ဒီဒုတိယသက်တမ်းသူမတက်ခင် White House ကိုသူတရားဝင်မရောက်ခင်မှာနေပူတင်အပေါ်ကို smart power soft power တက်ရောက်ဖို့သူအရင်စူးစမ်းခဲ့တာအတက်လို့ကြီးနော်ပူတင်ကိုအများကြီးချီးကျူးတာပူတင်ကအရင် smart ဖြစ်တယ်ပြီးလို့ရှိရင်ဒီ Russia Ukraine စစ်ပွဲမှာပူတင်အမှားလုံးဝမဟုတ်တဲ့ပုံစံမျိုးကိုသူပြောတာအဲ့ကျွန်တော်ဘယ်သူဖြစ်နေဖြစ်တယ်ဘယ်သူကြက်တယ်မကြက်ဘူးပြောထားတဲ့စာရေးအရှိတိုင်းပြောပါတော့အဲ့ဒါကျွန်တော်ထင်တယ်လို့တော့သူအဲ့ဒါပူတင်ကို soft power သူလုပ်နေရအဲ့ဒါသူ soft power သွားနေရတစ်ချိန်တည်းမှာပဲသူဘာလုပ်လဲဆိုတော့ Zelensky တို့ဘက်ကို Ukraine ဘက်ကိုကျတော့ hard power သုံးတယ် Zelensky မင်းဒီတိုက်ပွဲကိုရန်မရတော့ကတော့မင်းကိုငွေရေးလည်းမထောက်ပံ့ဘူးလက်နက်လည်းမထောက်ပံ့ဘူးမင်းကငင်းညံလို့ဖြစ်တာဒီဆိုတော့အဲ့ပုံစံပုံသွင်းတာအဲ့တော့ပြောရမယ်ဆိုရင် soft power ကို smart power ကိုပေါင်းပြီးသူ smart power လောက်တာသူအဲ့ဒီဟာအောင်မြင်သွားရင်သူ plan အောင်မြင်သွားရင်စစ်ပွဲတွေရသွားရင်ဒါတော်တော်အောင်မြင်မှုတော့ကြီးမှာဒါပေမဲ့ကျွန်တော်ထင်တယ်တော့ပူတင်ပေါ်သူသုံးတဲ့ soft power လုံးဝမအောင်မြင်ပူတင်ကသူ့အလိုလာမြောက်ပြီးတော့အဲ့လိုမလုပ်တော့ဘူးเนาะအဓိကပူတင်ကသူ့ကိုကြိုက်အောင်လုပ်လိုက်တာလူစိတ်ရဆိုရင်တော့သူတို့နှစ်ယောက် talk မလုပ်ခင်သူတို့နဲ့စကားမပြောခင်မှာပူတင်ကသူ့ကြိုက်အောင်လုပ်ထားလိုက်တယ်မြောက်ပြန်ပြီးတော့ soft power တော့ပြီးအဲ့တော့စကားပြောတဲ့အချိန်မှာသူလိုချင်တာရဖို့ပို့လွယ်အောင်လုပ်တာပေါ့လူတစ်ယောက်ကကိုကြိုက်တဲ့သူကိုပဲပြီးမှာပေါ့သူလိုချင်တာနော်ကိုမကြိုက်တဲ့သူကိုသူလိုချင်တော့ပြီးရမှာအဲ့ပုံစံလောက်တာဒါမှမဟုတ်မင်းလို့ကျွန်တော်ထင်တာပဲပူတင်ကအဲ့ Trump သုံးတယ်သူ့ပေါ်မှာသုံးတဲ့ soft power ကိုကောင်းတာစီထားနိုင်တယ်သူ့ plan တိုင်းပဲသူ့အတူဆက်သွားတယ် Trump ပြောတာထက်စားရင်အဲ့တော့ Trump ကနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့သူ soft power မအောင်မြင်တော့ hard power ကိုပို့တိုးပြီးတော့လုပ်ရတော့အဲ့တော့ balance မဖြစ်တော့ soft power နည်းနည်းလေးမအောင်မြင်ဘူး hard power ကြီးအကြီးမထူးတော့ဘူးဒီလိုတွေကိုစီးပွားရေးပဲပိတ်ဆို့တော့မယ်အဲ့လိုချင်းချောက်တာပဲဖြစ်လာအဲ့တော့တဘောတော့လူစိုးဖြစ်လာပေါ့ smart power မအောင်မြင်လိုက်ဘူးပေါ့ soft power မအောင်မြင်လိုက်လို့ဘာဖြစ်လို့လဲဆိုတော့ hard ကြီးပဲ unbalance အများကြီး ratio မှာသုံးလိုက်ရတော့အဲ့တော့နောက်ပိုင်းရှာရှိမခံဘူးလို့တော့ထင်တာပဲเนาะဘယ်လိုဖြစ်လာမလဲဆက်ကြည့်ရတာပေါ့เนาะပြီးရင်သုံးရမယ်ရှင်းရမယ်ဟာပုံများပါလိမ့်မယ်
နော် train ပြန်တယ်နောက် smart power သုံးနေရကြတော့အခုခေတ်မှာထပ်သုံးလာတာ China ရှီကျင်းပင်က soft power ကိုဘယ်လိုသုံးလဲဆိုတော့ရှီကျင်းပင်ကကြတော့သူသုံးတဲ့ soft power smart power သုံးဖို့ soft power နဲ့လုပ်တော့သူက target က government နေဥပမာသူဒီပိုလန်မှာBelt and Road Initiative အဲ့ပိုလန်မှာလုပ်မယ်ဆိုရင်အဲ့ပိုလန်မှာလုပ်ဖို့အတွက်ဒီကုန်းချောင်းလမ်းရေချောင်းလမ်းစိတ်ကမ်းနေအဲ့ဟာတွေလုံးမဲ့ data မှာရှိရဲ့ government တွေတော့ software မှာလိုက်တော့တာအဲ့ data တွေမှာရှိရဲ့ပြည်သူလူထုရဲ့စိတ်ထားတွေကိုသူလုံးဝမဆိုင်ဘူးကျွန်တော်သိတယ်တော့အဲ့တော့သူရဲ့ soft power က government တွေပေါ်မှာတော့ထားတာအဲ့တိုင်းပြည်တွေရဲ့ပြည်သူလူထုပေါ်မှာမဟုတ်အဲ့တော့အဲ့တိုင်းပြည်မှာရှိရဲ့ပြည်သူလူထုကသူ့ကိုအကန့်လေးလုပ်တယ်သူကတိတ်ခရီးမဆိုင်တဲ့ပုံစံအဲ့အစိုးရအကန့်လေးလုပ်ရင်ဒါသူယူဆိုင်တာအဲ့တော့သူရဲ့ soft power က American ရဲ့ soft power လို့မျိုးမဟုတ်ဘူး government ဦးတည်ထားတဲ့ soft power အဲ့တော့ဥပမာထားပါတော့မြန်မာတို့ Sri Lanka တို့သူ soft power လုပ်တယ်အဲ့ဒီ Africa တိုင်းပြည်ဆိုလည်းငွေအများကြီးထုတ်ချီပြီးတော့ infrastructure တွေကိုအလကားနှိပါအောင်ဆောင်ပေးရအဲ့တော့ government တွေကပျော်တာပေါ့နော် government တွေကပျော်တယ်ဒါပေမဲ့အဲ့အနောက်မှာလိုက်လာတဲ့ထောင်ချောက်ကကျွေးမိထောင်ချောက် hard power ကအကြီးပဲ hard power ကအဲ့ဒီ project တွေအောင်မြင်သွားခဲ့ရင်စီးပွားရေးတကယ်ဖြစ်ထွန်းသွားခဲ့အောင်မြင်သွားခဲ့ရင်လည်းသူက loss မရှိဘူးသူရဲ့ all စာအာဏာတက်ရောက်ဖို့စီးပွားရေးရပဲဖြစ်ဖြစ်နိုင်ငံရေးရပဲဖြစ်အကြီးကြီးပဲပါတယ်မအောင်မြင်ခဲ့ဘူး even ခုနကပြောတဲ့ theory link ကတော့ဘာလို့ဆက်မလို့ငွေမလိုက်နိုင်တော့ဘူးဘာလို့မဖြစ်ထုံးလို့ဆိုရင်လည်းကျွေးမိထောင်ချောက်တဲ့ကြာသွားတယ်သူအလုံးစုံသူထိန်းချုပ်လိုက်တယ်အဲ့တော့သူရဲ့ smart power ကတော်တော် effective ဖြစ်ခံနေတယ်ဒါပေမဲ့ဂျားထဲမှာ Trump ရဲ့ပထမတက်တန်းမှာအားလုံးလိုက်ပြီးတော့တက်နိုင်တယ်များလိုက်ပိတ်လိုက်တော့အဲ့မှာရှင်းနေတယ်ဒုက္ခရောက်သွားတော်တော်ဒုက္ခရောက်သွားတယ်နော်ဒါပေမဲ့သူကစားခဲ့တဲ့ smart power ရမှာပေါ့လေနောက်တစ်ခုကကြတော့ကာတာရဲ့ smart power ကစားတာကာတာကအားလုံးသိရတဲ့ကမ္ဘာမှာအရန်နာမည်ကြီးရဲ့ Al Jazeera ကိုအဓိက sponsor ပေးရဲ့ကာတာဆိုရအဲ့တော့ကာတာစဉ်းစားကြည့်ရင် American နဲ့လည်းတက်အောင်ပေါင်းတယ်နော် American နဲ့တက်အောင်ပေါင်းပြီးတော့အရှိအလယ်ပိုင်းAmerican ရဲ့မဟာမိတ်ထဲမှာကာတာနဲ့ Saudi တို့American နဲ့တက်အောင်ပေါင်းတယ်မယ်တစ်ချိန်တည်းမှာအဲ့ Al Jazeera နဲ့တဆင်ပညာသားပါဘလိုင်းရုပ်ပြစင်ပြတယ်မဟုတ်ပညာသားပါ American Western ရဲ့ politics တွေကိုအမြဲတမ်း criticize လုပ်တယ်အမြဲတမ်းဝေဖန်ပိုင်းကြတယ်မကောင်းတဲ့ပုံစံနဲ့ဖြည်းဖြည်းချင်း viewers တွေကြည့်ရသူတွေရဲ့ခေါင်းတွေကိုဖြည်းဖြည်းချင်းထည့်ပေးတယ်တခါတည်း American နဲ့လုံးဝမကောင်းလို့ပြောလိုက်ရင်လည်းသူဘယ်သူမှမယုံဘူးနော်အဲတခါတည်းအဲ့တိုင်းမကြည့်ဖို့ပဲရှိအဲ့တော့သူ့ရဲ့ soft power အဲ့ငွေသုံးပြီးတော့ agency ရော sponsor ပေးပြီးတော့ပညာသားပါနဲ့ဖြည်းဖြည်းထည့်ပေးရhard power အနေနဲ့ဆိုတော့ဒါကတော့ကျွန်တော်ဟုတ်မဟုတ်တက်တည် 100% ပြဖို့တော့ခက်တယ်ဒီကာတာအစိုးရကတချို့လက်နက်ကိုင်ဖွဲ့စည်းတွေပေါ့နော်ဒီကိုသူတို့ terrorist လို့ပြောတယ်လက်နက်ကိုင်ဖွဲ့စည်းတွေကိုအကြမ်းဖက်လက်နက်ကိုင်ဖွဲ့စည်းတွေကိုထောက်ပံ့တယ်ဝေးကြီးရထောက်ပံ့တယ်ဆိုရဲဆွဆွဲတာရှိတယ်ဟုတ်ရင်လည်းဟုတ်မှမဟုတ်ရင်လည်းမဟုတ်ရင်လည်းမသိဘူးပေါ့နော်အဲ့လိုရှိတယ်နောက်တစ်ခုကလည်းကျွန်တော် example တစ်ခုပြောချင်တာ soft power မပါဘဲနဲ့ smart power မပါဘဲနဲ့အောင်မြင်ဖို့ကတော့တော်တော်ခက်တယ်အရှမ်းအင်အားကြီးရင်တော့မှခက်တယ်အကောင်းဆုံး example Israel ပဲအဲ့ဒါတော့ Israel ကိုမှန်တာမှားတာမျိုးပြောနေရတဲ့ဆိုင်ရင်သုံးသပ်တာပေါ့နော်ချက်ကို Israel ကအမြဲတမ်းလို့များသောအားဖြင့်ကမ္ဘာအလယ်မှာ even western ပဲဖြစ်ဖြစ်အာရှပဲဖြစ်ဖြစ်အားလုံးအများမြင်တဲ့သူတို့ဆိုပဲတကယ်လူဆိုးကြီးထုတ်တာမဟုတ်တဲ့ခဏတာအမြင်မှာတော့သူတို့ဆိုပဲသူ့ရဲ့ soft power တော်အားနေတာအဲ့ဒါပြန်စဉ်းစားကြည့်ရင်မင်းကလည်း Israel ဒီလောက်အရင်ကြီးသူနိုင်နေရပဲစစ်တပ်နိုင်တာပဲ soft power မလို့အဲ့လိုတော့လည်းမဟုတ်ဘူး soft power တကယ်သုံးနိုင်အများကြီးပိုထိရောက်တယ်ဟာပါဝင်လာတောင်းစရာမလိုပေါ့လေလူဆိုးလည်းမဖြစ်ဘူးအဲ့တော့ဒီကနေ့ပြောချင်တာကတော့အနှစ်ချုပ်ပြောရရင်အထီးရောက်ဆုံးဩဇာအကြီးနိုင်ဆုံးသူများကိုနိုင်မယ်ရေးရှည်တဲ့နိုင်မယ်ဟာ smart power ပါပဲဒါပေမဲ့ smart power သုံးဖို့ကကြတော့သူများမရှိတဲ့ talent တွေကိုယ်စီမှာရှိရမယ်အဲ့တော့မှ soft power သုံးနိုင်ရမယ်ပြီးရင်သူ
သူများမှမရှိရဲ့အင်အားလည်းရှိရမယ်ငွေကြေးအင်အားလက်နက်အင်အားအဲကြောင့်မဟာပါဝါသုံးနိုင်မယ်အပြင်အဲ့နှစ်ခုကိုတိုင်ပင်အကောင်းဆုံးတိုင်ပင်မှလည်းသုံးနိုင်ရမယ်ပေါင်းဖက်နိုင်ရမယ်အချိုးစားကြလည်းပေါင်းဖက်နိုင်ရမယ်အဲ့ဒါဆိုရင်တော်အဆင်ပြေမှာအဲ့လိုမျိုးဖြစ်ဖို့အားကြတော့အင်အားလဲလို့သလိုအရန်တော်တဲ့ခေါင်းဆောင်တွေလို့ပဲနောက်တစ်ခုက soft power ကိုသုံးမယ်ကို soft power တက်ရောက်ခြင်းတဲ့ target ကပြည်သူလူထုလားပေါ့နော်ကိုတက်ရောက်ခြင်းတဲ့ soft power တက်ရောက်ခြင်းတဲ့ target ကပြည်သူလူထုဆိုရင်ကိုကအဲ့ပြည်သူလူထုနဲ့တော်တော်နီးနီးကက်ကက်ရှိမှအဆင်ပြေရကင်းကွာပါလို့လုံးဝအဆင်ပြေဘူးအဲ့ပြည်သူလူထုကဘာတွေကြိုက်တယ်လဲသူတို့ရဲ့စိတ်နေစိတ်ထားသူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့ဓလေ့သူတို့ရဲ့စံတန်ဖိုးတွေနော်နီးနီးကက်ကက်ဒီမှာအဆင်ပြေရတဲ့နော်ဝေးကွာပါလို့ရှင် soft power တက်ရောက်ဖို့ကခက်တယ်ပြည်သူလူထုပေါ်တက်ရောက်သူတို့ soft power ပြည်သူလူထုကို target ထားရဲဆိုရင်ပေါ့လေအဲ့လိုပါအဲ့တော့ဒီဗီဒီယိုအားလုံးကြည့်ရဒီဗီဒီယိုကြည့်ပြီးရတဲ့ကြာကျေးဇူးတင်ပါတယ်ပြီးတော့ဒီဟာကနိုင်ငံရေးမှာလည်းမဟုတ်ဘဲနဲ့တကယ်တော့လူမှုရေးမှာလည်းတကယ်ချင်းအပေါင်းအသင်းပဲဖြစ်ဖြစ်အတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်အဲ့ smart power soft power hard power အသုံးပြုလို့ရမယ်ဗျကျွန်တော်တို့အဲ့လိုထင်တယ်เนาะကျေးဇူးတင်